Okay အဲ့ဒါ viewer တွေတက်တဲ့အချိန်ကြီးနည်းနည်းဆောင်းရမှာပေါ့နော်အတန်ကြားလားမသိဘူးပေါ့နော်တစ်ချက်တော့ပြောပြပါကိုတို့ဒီမှာ speaker ကအတန်ကြားမကြားတစ်ချက်ပြောပြOkay, next phone you you have to look at the camera. တန်ကြားရလားမသိဘူးအားရပါရဲ့ကြုံမှာတန်ကြားရအတန်ကြားလားမသိနော်ကြားရနော် Okay ဟုတ်ပြီအဲ့တော့ main ကတော့ခုနလိုပဲအကိုတို့တကယ်ဒီ video လောက်တာPatricia နဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေရှိနေတယ်ဆိုလို့ပေါ့နော်ဒါလေးတွေ့ရတဲ့အတွက်အကိုတို့ဒါဒီစိုးရိမ်နေတဲ့လူတွေလည်းမစိုးရိမ်အောင်လို့အကိုတို့ဒါဒီ video လောက်တာပေါ့နော် main ကအဲ့တော့Okay so go ahead Patricia အနေနဲ့ what do you want to say question ပထမဆုံးပြောချင်တာကကြတော့ဒီအတန်ဖိုင်တွေစထွက်လာတဲ့အချိန်မှာပေါ့နော်စချင်းထွက်လာတဲ့အတန်ဖိုင်ထဲမှာပါတဲ့အတန်ပေါ့နော်အခုမလုံနဲ့ဆိုတာပေါ့အဲ့ဒါကိုအများစုကထင်နေကြတာကြတော့ sexual assault တို့ဒီ sex တို့ဘာလို့နဲ့ပတ်သက်တဲ့ဟာလို့ထင်တယ်ပေါ့နော်တကယ်တမ်းတော့ဘာမှမဟုတ်ဘူးဖုန်းကိုတကယ်တမ်းတယောက်နဲ့တယောက်ကြာဖုန်းကိုလူလိုက်တဲ့အချိန်မှာတန်ထွက်လာပေါ့နော်အဲ့တော့အဲ့ဟာတွေပေါ်မှာတကယ်တမ်း sexual assault ဆိုပြီးတော့ title တွေထည့်တယ်ပြီးတော့ media တွေကလည်းတကယ်တမ်းအကြီးတွေထည့်တယ်အဲ့တကယ်တမ်း main ကဒီပွဲရဲ့တကယ်တမ်း main ကကြာပါလဲဆိုတော့ attention လူတွေကကြားထဲမှာရမ်းလို့ချင်လို့ပြီးတော့မဟုတ်တဲ့ဟာတွေကိုထည့်ရေးပြီးတော့ခေါင်းစဉ်တွေခေါင်းစုံနဲ့ရေးပြီးတော့ပွဲကြီးဖြစ်လာပါတော့တကယ်တမ်းဘာမှမဟုတ်တဲ့ဟာအဲ့နေရာလဲတကယ်တမ်းyou can talk about the conversation it's a private conversation အဲ့နေရာလဲဟုတ်တယ် private conversation မှာကိုထင်လိုက်တာငကိုချားပြောတဲ့ conversation နဲ့ထင်လိုက်တာပေါ့နော်အဲ့လိုထင်ပြီးတော့စကားတွေကိုဟိုမစင်မကြေထင်တာတဲ့ပေါ့နော် private conversation ဆိုပြီးတော့ပြောတာပေါ့ private conversation ကိုငကိုချားပြောတာဆိုပြီးတော့ကိုလည်းဟိုအကုန်လုံးထွက်သမျှတွေမစင်မကြေပြောလိုက်မိတာပေါ့ထင်တာလားပါလေတကယ်တမ်းထင်တာလား private conversation ဆိုပြီးတော့နင်းကိုပြောတာလားအဲ့ဒါကိုနင်း clarify လို့ private လို့ပြောတယ်ဟို live ဆိုနေတဲ့အချိန်ကိုကြားမှာဆိုလို့လေပြောတော့မှဟိုကတဲ့မကြားရဘူးတဲ့အဝေးမှာလာပြောတာတဲ့ဆိုတော့ okay ဆိုပြီးတော့ကိုလည်းဟိုထွက်သမျှတွေအကုန်လုံးတွေးတွေရောအစုံပဲပြောလိုက်မိတာပေါ့နော်ဒါပေမဲ့နောက်တော့မှ public ကြီးမှာတင်ခံရတာဖြစ်နေတာဆိုတော့မနိုင်ပြောရင်ရှက်တယ်ပေါ့နော်main ကတော့တကယ်ခုနပြောချင်တာကတော့အဲခုနလိုပဲဒီထဲမှာပေါ့နော်almost rape တို့